A printer AB811UB printer လေးရဲ့ driver တင်နည်းကိုပြသပေးမှာဖြစ်ပါတယ် printer လေးကို power အရင်ဖွင့်ပါမယ်ခင်ဗျာ power ဖွင့်ပြီးတဲ့အခါမှာ USB ကြိုးလေးထိုးပါမယ် USB ကြိုးလေးထိုးပြီးတဲ့အခါမှာ printer driver လေးကို run ပါမယ်ခင်ဗျာ printer လေးကဒီ USB ဆိုတဲ့နေရာလေးမှာဆက်လက်မှတ်ထားပါမယ်ပြီးရင် search printer လေးကိုနှိပ်ပါမယ်ခင်ဗျာပြီးတဲ့အခါ install driver လေးကိုနှိပ်ပါမယ်ခင်ဗျာဒါလေးကိုလိုပြတဲ့အခါမှာ install လို့နှိပ်ပေးပါမယ် installation successful လို့ပြပါမယ်ခင်ဗျာဒီ POS 80ဆိုတဲ့နာမည်လေးနဲ့သူ install လုပ်လိုက်ပါပြီ test page လေးထုတ်ကြည့်ပါမယ်ခင်ဗျာ okay printer test page လေးထွက်လာပါပြီခင်ဗျာ